tense တွေကိုလေ့လာတယ်ဒါပေမဲ့ usage တွေကိုဘယ်နေရာတော့မှမသိတော့ဘူးမေ့သွားတယ်ဆိုလို့ရှိရင်ဘယ်လိုလုပ်ရမလဲဆိုတာနဲ့ပတ်သက်လို့ပေါ့နော်တသမတ်ထဲပြောပြလို့ရမယ်အဖြေမရှိပေမဲ့လည်း teacher လောက်တဲ့နည်းလေးကို teacher ပြောပြပေးပါမယ်အဲ့ဒါဘာလို့လဲဆို teacher က story telling တွေကိုနားထောင်တယ် story telling ဆို story ဆိုတာဟိုးရှိတော့အခါတော့အဲ့မျိုးပြောတာမဟုတ်ဘူးလူတိုင်းဒီကိုအကြောင်းကိုပြောပြတဲ့ဥစ္စာဒီ story telling လုပ်နေတာပဲဟာမနေ့တော့ငါဟိုပဲသွားခဲ့တာဟိုဘာကိစ္စကြီးတစ်ခုဖြစ်သွားတယ်လေရင်တော့ဖြစ်တာလည်းပြောရင်ပြောမယ်ရှေ့ပါလို့မယ်လဲဆိုတာလည်းပြောရင်ပြောမယ်လက်ရှိပါဖြစ်နေရလဲဆိုရင်ပြောရင်ဒါတွေအကုန်လုံးက story တွေပဲဒီချက်အနေနဲ့တော့ Facebook ဒါမှမဟုတ် YouTube တွေမှာပေါ့နော်အဲ့လိုမျိုးဖြစ်ပြီးသားစိတ်ဝင်စားစရာကောင်းတဲ့ story လေးတွေပြောပြရလေးရှိတယ်ပေါ့နော်အဲ့မှာသူတို့ပြောတဲ့ sentence လေးတွေကိုကိုယ် like ပြီး analyze လုပ်တယ်သုံးသပ်တယ်အပိုင်းပြောတာကိုဘယ်လို tense သုံးသွားလဲဒါပေမဲ့လို့တချို့ native speaker တွေပြောတဲ့ဥစ္စာမှာ tense တွေက grammar rules နဲ့မညီတာလေးတွေအများကြီးရှိတာလေးတွေ့တတ်တယ်အဓိကအနှစ်ကဘာလဲဆိုရင် context နားလည်ရမယ် rules ကြိုင်လေ့လာရလဲလေ့လာတပိုင်းပဲဒါပေမဲ့ context နဲ့တွဲပြီးလေ့လာရမယ် context ဆိုတာအကြောင်းအရာဘာပြောနေလဲဆိုတဲ့အကြောင်းအရာအကောင်လုံးစဉ်းလုံးကျော်နားမလဲတော့မှသူဘာအကြောင်းအရာကိုပြောနေရလဲဆိုတဲ့ဥစ္စာကိုအချိန်ကာလပိုင်းဖြတ်တတ်ရမယ် tense ဆိုအချိန်ကာလကိုပြတာကြီးပြောတာပဲပေါ့နော်ဥပမာဒီချက်နမူနာလေးတစ်ခုပြောပြမယ်ပြီးရင်အဲ့စာတိုက်ကိုပြန်ပြီးတော့ဒီချက်အမြင်ကိုသုံးသပ်ပြပေးမယ် I follow a lot of creators online because I love learning new things. ဒီနေ့ present simple တော့ present simple တွေကလို့ထားရှိတဲ့အရာတွေကိုပြောတာဒါမှမဟုတ်ရင်မှန်တဲ့အရာတွေ general truth တွေကိုပြောတာမှာတော့ Last night I found a video about AI tools that really surprised me. မင်းညာက AI tools နဲ့ပတ်သက်တဲ့ဥစ္စာကိုတွေ့ခဲ့လို့ surprise ဖြစ်တယ်ဆိုတာကိုပြန်ပြောတဲ့ဟာ past tense ပြီးခဲ့တဲ့ action တွေကိုပြောပြရမှာတော့ I've never thought about using them for my own project before. ရင်တော့ဆိုရှင်တွေ့တော့မတွေ့ခဲ့မိဘူးဒီဥစ္စာကိုဒီ project တွေသုံးဖို့ဆိုတာ past perfect ကိုအတိတ်ကတခုမဖြစ်ခင်နောက်တစ်ခုဖြစ်တယ်ဆိုတာကိုပြောရမှာတော့ဥမာဖြစ်ဒီနေထားမှာဆိုလို့ရှင်ဗီဒီယိုမတွေ့ခင်တော့စဉ်းစားမစဉ်းစားမိခဲ့ဘူးဆိုတဲ့ပုံစံမျိုး Now I'm testing one of the apps to see how it works အခုတော့အဲ့ app တွေရဲ့တခု test လုပ်ဖို့ပြင်ဆင်နေတယ်လုံနေစေဖြစ်နေစေကိုပြန်ရင် present continuous ကိုသုံးပါတယ် If it helps I will use it for my next video အသုံးဝင်တဲ့ဆိုလို့ရှင်နော်နောက်ဗီဒီယိုတွေတက်ကိုသုံးရင်လည်းသုံးမယ်ဒီ AI tools ကိုဒါက will plus use ဒါ future simple လေးကိုပြတာပါခြုံငုံပြီးကြံပေးရမယ်ဆိုလို့ရှိရင်ဘယ် tense ကိုဘယ်လိုသုံးရမလဲဆိုတာကောင်းမရှုပ်ပါနဲ့အရင်ဆုံးဘာ context ဘာအကြောင်းအရာပြောချင်လဲဆိုတာကိုအရင်ဆုံးစဉ်းစားပါ broken ဖြစ်နေပါစေအရင်ဆုံးပြောချလိုက်ပါပြီးကြမှာပြန်ပြီးဖြည်းချင်းဒီနေရာမှာဆိုဘယ် tense လေးကိုငါသုံးခဲ့လိုက်ရမှာဆိုပြီးမြင်အောင်လာပါလိမ့်မယ် verb tense နဲ့ပတ်သက်လို့လေ့လာခြင်းကျမရဲ့ဆိုရင် English မှာ series like ရှိပါတယ်အဲ့ဒါကိုလေ့လာနိုင်ပါတယ် Thank you so much